အဲ့ဒီညမှာဆွီဒင်နဲ့ပေါ်တူဂီဆိုတဲ့နာမည်တွေဟာအရင်မပါတော့ဘူးအဆုံးဖြတ်ပေးမှာကခြေစစ်ပွဲအောင်မိုးတွေမဟုတ်ဘူးဒါဟာကြီးမားလာတဲ့မန်မာနာနှစ်ခုရဲ့အသာစီးရယူတဲ့ပွဲပဲဂုံတိတ်ခါကိုဘာသာတရားလို့ကိုးကွယ်တဲ့ဇလာတန်ရီမန်းချက်ကိုကံကြမ္မာအဖြစ်ပြောင်းလဲပစ်တဲ့ခရစ္စတီယာနိုဒါဟာကစားပွဲတစ်ခုနဲ့မဟုတ်ပဲထိပ်သီးပြင်နှစ်ပါးရဲ့ထိပ်တိုက်ပြည့်စုံမှုပဲကဘာကြီးကိုကြည့်ပြီးငါဟာဘယင်မဲလို့ပြောခွင့်ရမယ့်သူကတယောက်ပဲရှိတယ်ခရစ္စတီယာနိုကပထမဆုံးကိုစသွင်းယူလိုက်တယ်ဒီညကသူ့အတွက်ပဲလို့ကြေညာလိုက်တယ်လို့မျိုးပေါ့ဒါပေမဲ့ဇလာတန်ကတနိုင်ငံလုံးရဲ့မျှော်လင့်ချက်ကိုပခုံးပေါ်ထမ်းတင်ထားတဲ့လူတစ်ယောက်ရဲ့ဒေါသနဲ့ပြန်လည်တုံ့ပြန်ခဲ့တယ်၄မိနစ်အတွင်းမှာ2ဂိုးသွင်းခဲ့ပြီးစတော့ဟုမ်းမြို့ကြီးကဖျားသခင်ဟာသူတို့ဘက်မှာရှိနေပြီလို့ရုတ်တရက်ယုံကြည်သွားကြတယ်ဆွီဒင်ပြည်သက်တွေကဟိန်းဟောက်အားပေးလာကြပြီးဇလာတန်ဟာစိတ်ပြအားငယ်မှုကိုအံ့ဩဖွယ်တစ်ဖြစ်ပြောင်းလဲဖို့ခြေလမ်းတစ်လမ်းပဲလိုတော့တဲ့အခြေအနေအဲ့ဒီနောက်မှာအားလုံးထဲမှာအပြင်းထန်ဆုံးမန်မာနာကနိုးထလာခဲ့တယ်ခရစ္စတီယာနိုကကစားပွဲကိုကစားနေတာမဟုတ်ပဲစီရင်ချက်ချလိုက်တာပါ2မိနစ်အတွင်းမှာ2ဂိုးဆွီဒင်ရဲ့မျှော်လင့်ချက်တွေကိုပြဖြစ်သွားစေခဲ့တဲ့ hat-trick ကိုပေါ့အဲ့ဒီညမှာဇလာတန်ရဲ့ပုံစံမှုကိုဘယ်သူမှမှတ်မိနေမှာမဟုတ်ဘူးဒီကစားပွဲကငါ့အတွက်ပဲလို့ဆုံးဖြတ်လိုက်တဲ့လူတယောက်ရဲ့လွှမ်းမိုးမှုကိုပဲမှတ်မိနေလိမ့်မယ်အဲ့ဒီနေ့မှာဒါဟာရှင်းရှင်းလင်းလင်းရေးထိုးပြီးသားဖြစ်သွားတယ်မန်မာနာဆိုတာရလက်နဲ့ဒါတက်တည်ပြနိုင်ရင်ဒါဟာထောင်သွားတာမဟုတ်တော့ဘူးတမိုင်းဖြစ်သွားတာပဲခရစ္စတီယာနိုရိုနယ်ဒိုကကမ္ဘာ့ဖလားစီသွားဖို့လက်မှတ်ဖြတ်လိုက်ပါပြီထိပ်သီးတွေရဲ့တိုက်ပွဲမှာလူတစ်ယောက်တည်းကသာကဘာကြီးကိုကြည့်ပြီးငါဟာဘယင်မဲလို့ပြောခွင့်ရရင်ထွက်သွားနိုင်တယ်